Okay ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ Lazada ကနေ order တင်မဲ့လူတွေအတွက်ကြာချိန်ကြည်နီလေးတွေကျွန်တော်ပြောပေးမယ် delivery time ပေါ့နော်ဆိုတော့ Lazada မသုံးတတ်သေးဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ account တွေဝင်ကြည့်လို့ရတယ်ဒါက Lazada စပြီးသုံးတဲ့သူတွေအတွက်ပြောချင်တာပါကျွန်တော်တို့အခုဒီဆိုင်လေးကိုကြည့်လိုက်အောင်ဒီဆိုင်မှာဆိုရင်ဒီဘောင်းမီလေးတွေရောင်းတာကိုတွေ့ရမယ်သူရဲ့ site check ကပုံထဲမှာပဲတခါတည်းထည့်ပေးထားတယ်ကျွန်တော်တို့ဒီရောက်မှာတော့ဈေးနှုန်းကြည်နီတွေကာလာကြည်နီတွေကကျွန်တော်ပြောပြီးသားပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်ဝိုင်းပြထားတယ်အဲ့ဒီနာကကျွန်တော်တို့ရောင်းအားကြည့်လို့ရတယ်ပြီးရင်ဆက်ဆင်းလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ sign နာမည်လေးပါတစ်ခါတည်းပြပေးလိုက်မယ်နော်ဒါကတော့သူရဲ့ sign နာမည် follower သိချင်း sign နဲ့ဝင်ကြည့်လို့ရတယ်ကျွန်တော်အခုဒီမှာအဓိကပြောချင်တာကတော့ဒီ sign ကပစ္စည်းဝယ်ပြီးဆိုရင်ဒီ local in stock ရှိတာလားဒါမှမဟုတ် China နေ pre order မှာပေးတာလားဆိုတာကိုကြည့်လို့ရတဲ့နေရာရှိတယ်အဲ့ဒါတော့အပေါ်ဆုံးမှာပဲကျွန်တော်တို့ဒီ delivery time ဆိုတဲ့နေရာမှာကျွန်တော်ဝိုင်းပြပေးမယ်နော်အဲ့ဒီမှာကြည့်လို့ရတယ်အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ pre order ဆိုတော့တွေ့ရမယ်เนาะဒီမှာ pre order ship in 15 days ဆိုပြီးတော့တွေ့ရတယ်ဆိုတော့ကျွန်တော်တို့အခုစဝယ်ပြီဆိုလို့ရှိရင်သူက China ဘက်ကို pre order တင်မယ်အဲ့ဒီပစ္စည်းက Thailand ကိုရောက်ဖို့သူက15ရက်လို့ပြောတယ်ဒါပေမဲ့တကယ်တမ်းဝယ်တဲ့အချိန်မှာကျွန်တော်တို့15ရက်နဲ့လည်းရောက်တယ်ဒါမှမဟုတ်ရက်20လောက်လည်းကြာသွားတတ်တယ်ဆိုတော့ Thai ကိုရောက်ပြီးသူပြောသလို15ရက်နဲ့ထိုင်းကိုရောက်ပြီဆိုရင်ကျွန်တော်တို့ထိုင်းကနေအခုရန်ကုန်ရောက်ဖို့ကကြတော့3ပတ်လောက်ကြာမယ်ဆိုတော့ဒီမှာ2ပတ်ကြာမှာနဲ့3ပတ်ကြာမှာနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တစ်လခွဲလောက်ကြာသွားမယ်ဒီလိုပစ္စည်းတွေဝယ်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံရောက်ကိုတစ်လခွဲလောက်ကြာသွားမယ်ဒါကပြောချင်တာထိုင်းမှာနေတဲ့သူဝယ်မယ်ဆိုရင်တော့မှ2ပတ်လောက်ကြာတယ်ဗျာဒါကသူပြောထားတဲ့ရက်အတိုင်းပဲပြောတာကျွန်တော်တို့ဒီလိုတကယ်ဝယ်ကြည့်တဲ့အခါမှာ15ရက်ထပ်ပို့ပြီးလဲကြာတယ်ရောက်လာတဲ့ပစ္စည်းကလည်းတစ်ခါတလေတော့မှန်တယ်တစ်ခါတလေတော့မမှန်ဘူး site ကလာအရေးအတွက်မစုံတာလည်းရှိတတ်တယ်။အဲ့တော့အဲ့လိုမျိုး China pre-order site တွေလည်း Lazada မှာတော်တော်များများရှိတဲ့အတွက်ဝယ်တော့မယ်ဆိုရင် order တင်တော့မယ်ဆိုရင်တေချာသတိထားစစ်ဆေးဖို့လိုပါတယ်။ကျွန်တော်တို့ order တင်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ KM supplier page မှာလာပြီးတော့ Shein Lazada Shopee order တွေတင်လို့ရပါတယ်။ကျွန်တော်တို့ Facebook search မှာ hash ခံပြီးတော့ #KM supplier ဆိုပြီးရိုက်ထည့်လိုက်ရင်ရပါတယ်เนาะကျွန်တော်ရဲ့ page လေးကိုရှာတွေ့ပါလိမ့်မယ်ဒါကျွန်တော်ရဲ့ page ထဲမှာကျွန်တော်ပစ္စည်းရောက်ကြောင်းတွေတောက်လျှောက်ကျွန်တော်သင်ပေးထားတယ်